တင်ချိုင်းတွင်တစ်ခုခုမတူဖို့ခင်မှာဒီလူဟာမြေကြီးရဲ့အရသာကိုအရင်မြင်ဆန်းကြည့်လို့ရှိပါတယ်အဲ့ဒီနေရာဟာတူဖို့ဖို့အတွက်ဘေးကင်းရလားဆိုတာသိရအောင်ပါမြေကြီးရဲ့အရသာကပုံမှန်တိုင်းဆိုမှသာသူကတူဖို့တဲ့အလုပ်ကိုစတင်ပါတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့သူမြေကြီးကိုမြင်ဆန်းကြည့်လိုက်တဲ့အခါထူးဆန်းနေတယ်လို့ခံစားရပါတယ်ဒါအပြင်တင်ချိုင်းဒီတစ်ဝိုက်မှာကြောင်းလေးကိုအများပြတွေ့လိုက်ရတဲ့အတွက်ဒီနေရာဟာအနည်းရှိတယ်ဆိုတာသူချက်ချင်းရေးမိလိုက်ပါတယ်တင်ချိုင်းကူကြောက်စာတိုင်းပေါ်မှာလည်းကွယ်လွန်အန်တူရဲ့အမည်စားနံပါတ်တွေကိုသာထွင်းထူထားတာကိုသူတွေ့လိုက်ရပါတယ်ဒီအချက်လက်တွေအားလုံးကိုမြင်တွေ့ပြီးနောက်မှာတော့သူဟာအဲ့ဒီအလုပ်ကိုလုပ်ဖို့ညှဉ်းဆန်ခဲ့ပါတယ်သို့တော့နောက်ထပ်လူတစ်ယောက်ကသူ့ကိုဒေါ်လာ1 သန်းပေးမယ်လို့ကမ်းလှမ်းလိုက်တဲ့အခါမှာတော့သူဟာစိတ်ပြောင်းသွားပြီးသူ့ရဲ့အဖိုးဖြစ်သူရဲ့ခေါင်းတလားကိုတူးဖို့ပေးဖို့သဘောတူလိုက်ပါတယ်တူးဖို့မှုပြီးဆုံးသွားတဲ့အချိန်မှာပဲသူဟာအောက်ကိုဆင်းသွားပြီးပေါက်တူးနဲ့မြေကြီးကိုစတင်ထူရိုက်လိုက်ပါတယ်ထူရိုက်လိုက်တဲ့အခိုက်အတန့်မှာပဲအောက်ခြေကနေထူးဆန်းတဲ့အတန်တစ်ခုထွက်ပေါ်လာပါတယ်အဲ့ဒီအတန်ကိုကြားလိုက်ရတဲ့အခါသူတုန်လှုပ်သွားပြီးလက်နဲ့မြေကြီးတွေကိုအမြန်ဖယ်ရှားလိုက်ပါတယ်မြေကြီးတွေကိုဖယ်လိုက်တဲ့အခါမှာတော့သူ့ဘဝမှာတစ်ခါမှမမြင်ဘူးတဲ့အခြားတင်ချိုင်းကူတစ်ခုကိုအောက်ခြေမှာထပ်ပြီးတွေ့လိုက်ရတဲ့အတွက်သူအံ့အားသင့်သွားခဲ့ပါတယ်သူဟာအဖော်တွေကိုအမြန်ခေါ်လိုက်ပါတယ်သူတို့ရောက်လာတဲ့အခါမှာတော့တင်ချိုင်းကူကိုစစ်ဆေးဖို့အောက်ကိုဆင်းလာခဲ့ကြတဲ့ခေါင်းတလားဟာစူးကျိုးတွေနဲ့တပည့်ရထားတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီလိုပည့်ရထားတာကိုမြင်လိုက်ရတဲ့အတွက်အားလုံးစိတ်ရှုပ်ထွေးသွားပြီးကြောက်ရွံ့လာကြပါတယ်သူတို့ခေါင်းတလားကိုဆွဲထုတ်လိုက်တဲ့အခါမှာတော့အလျား9 ပေလောက်ရှိနေတာကိုတွေ့ရပါတယ်အဲ့ဒီလောက်ရှိနေတဲ့ခေါင်းတလားကိုမြင်လိုက်ရတဲ့အခါဒါဟာတာမန်လူသားတစ်ယောက်ရဲ့ခေါင်းတလားဖြစ်နိုင်မှာမဟုတ်ဘူးဆိုတာကိုသူတို့သဘောပေါက်လိုက်ကြပါတယ်သူတို့လည်းခေါင်းတလားကိုဖះเจ้าရဲ့တူလောင်ခန်းထဲကိုတည်ဆောင်သွားပြီးပက်ပက်လည်မှာစံစပါးတွေထူထားလိုက်ကြပါတယ်ဒါအပြင်ခေါင်းတလားတွေကဘယ်လိုမကောင်းဆိုးဝါးမျိုးမှထွက်မလာနိုင်အောင်ဝက်သွေးတွေကိုလည်းပက်ပက်လည်မှာလောင်းချထားလိုက်ကြပါတယ်